အားလုံးပဲမင်္ဂလာပါခုဗီဒီယိုဖိုင်လေးကတော့ဒါဟုတ်ပြီနော်ဒီစာအုပ်ကလေးရဲ့ဒုတိယဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်အရင်နေ့တုန်းကကြတော့ဒါမွန်နိုင်အီချီနဲ့မွန်နိုင်နီမှာမေးတဲ့ပုံစံကိုတင်ပြီးသွားပြီအခုကျတော့မွန်နိုင်ဆန်းမှာမေးတဲ့ပုံစံလေးပေါ့နော်မွန်နိုင်ဆန်းမှာကြတော့ဘယ်လိုလာမလဲဆိုတော့ဒီလိုမျိုးကွက်လက်ဖောက်ထားတယ်အဲ့ဒီမှာအဖြေလေးခုပေးထားတယ်ကိုက်ညီတဲ့ဟာဖြေရမယ်ဆိုတော့ဒါကကြတော့ဟိုစာကြောင်းကိုဖတ်ရမယ်မဖတ်လို့မရတော့ဘူးဖတ်ရမယ်ဖတ်ပြီးတော့ဒီအဖြေမှာဖြစ်နိုင်တဲ့အဖြေကိုအဖြေမှန်ကိုရွေးပေးရမယ်ပေါ့နော်အဲ့ဆိုတော့မင်းင်းနေတိမှရမယ်ဒီအပိုင်းကဒါမူကြီးခေါ်ရေးဆိုတဲ့ဝဝရာပိုင်းပေါ့နော် vocabulary ပိုင်းဖြစ်တဲ့အတွက်မင်းင်းနေရမှအဆင်ပြေမယ်အပိုင်းလေးပေါ့နော်ဒီမှာဆိုရင် ichi ban ကတခုရှိအိုတက်စီကိုကွက်လက်ခူရာဆိုင်ကွက်လက်ပါဆိုတော့ note တဲ့ကဘယ်ကလာလဲဆိုရင် nori မဲ့ c တီကနေလာတာတက်စီစီးတာတက်စီစီးပါတဲ့ယွန်းတဲ့ခူရာဆိုင်ခေါ်ပေးပါတက်စီကိုခေါ်ပေးပါယွန်းတဲ့ဒီယော်ဘီမတ်ကနေလာတာတိုးတဲ့ကတိုရီမတ်ရိုက်တာယူတာဒီလိုမျိုးအတက်ဆိုတော့ REMS တွေ့တာအဲ့ဆိုတော့ပြောချင်တာတက်စီဆိုရင်တက်စီကိုယွန်းတဲ့ခူရာဆိုင်ခေါ်ပေးပါလို့ပြောမှဖြစ်တဲ့အတွက်အဖြေနံပါတ်2ကိုရွေးလိုက်တယ်အီမိုတိုကညီမလေးကတဲ့အာကာဤဘိုးရှိအိုအာကာရအနီအောင်အုတ်ထုတ်ကိုကွက်လက်တဲ့တိုတက် EMS ကယူဒီတဲ့ခိတဲ့ EMS ကဝစ်စင်နေသည်တဲ့ခါတဲ့ EMS ကကြတော့ကုန်ကြသည်တဲ့ခါပုတဲ့ EMS ကစောင်းထားသည်အုတ်ထုတ်ဆိုရင်ခါပူရီမတ်အုတ်ထုတ်စောင်းနေဆိုပြီးအတွဲလိုက်ရှိတာဘိုးရှိအိုခါပူရီမတ်အုတ်ထုတ်စောင်းနေဆိုတဲ့ဟာလေးအတွဲလိုက်ရှိတာမို့လို့ခါပူရီမတ်ကိုခါပူတဲ့ EMS ဆိုပြီးတော့ဒီမှာတဲဖောင်လေးပြောင်းပြီးတော့သုံးသွားတာမို့လို့အဖြစ်နံပါတ်လေးဟုတ်ပြီနော်ဘိုးရှိအိုခါပူရီမတ်အုတ်ထုတ်ဆိုရင်စောင်းတာဖနက်ဆိုရင်ဘာနဲ့လဲငကတိုင်းဆိုရင်ရှီမတ်နဲ့လှုပ်တယ်အပေါ်ပိုင်းကိုဝေးရင်ခီမတ်နဲ့ဝစ်စင်နဲ့အောက်ပိုင်းဝေးရင်ဟာခီမတ်နဲ့သုံးရတဲ့ဓာတ်တွေရနေရမယ်ဟုတ်ပြီနော်စာယောနာလာဘိုင်ဘိုင်နဲ့ကွက်လက်အာစတာကွက်လက်မနစ်ဖြန်နဲ့မိုးအာစတာနောက်ထပ်မနစ်ဖြန်ဒိုးမိုးကျေးဇူးပါအနေနဲ့သုံးတယ်မတာအာစတာလို့သုံးမလားမွတ်တိုအာစတာလို့သုံးတာလားတော်တော်များမဟုတ်မတာအာစတာမနစ်ဖြန်မှာတွေ့မယ်လို့ပြောရမှာမို့လို့နံပါတ်3ပဲမိုးအာစတာလို့မရှိဘူးဒိုးမိုးအာစတာမဟုတ်ဘူးမွတ်တိုအာစတာမဟုတ်တော့အဖြေနံပါတ်3မဲကဝါရူအီတက်ခါရမျိုးလုံးကဆိုးွားတဲ့အတွက်ကြောင့်မျိုးလုံးမကောင်းတဲ့အတွက်ကြောင့်ကွက်လက်အိုခါခဲမက်ကွက်လက်တဲ့ပေါင်မုံနဲ့ကုတ်အင်းကြီးတဲ့အုတ်ထုတ်တဲ့မေကနဲ့မျက်လုံးမကောင်းမှတော့ဘာလို့လုံးမှာတော့မျက်မှန်တက်မှာပေါ့မေကနဲ့အိုခက်ခဲမက်နံပါတ်လေးကိုယူရမယ်ဝါတာရှိဝကျွန်တော်ကအစမနစ်ခင်နဲ့ရှာဝါအိုကွက်လက်ဆိုတော့ဟာအီဒီမတ်ကဝင်းသည်အီဒီမတ်ကထဲ့သည်အာဘီမတ်ကချိုးတာတာဘဲမတ်ကစားတာရှာဝါအိုအာဘီမတ်ဆိုပြီးတော့ပဲရှိတာပါဒါကြောင့်မို့လို့နံပါတ်2ဟုတ်ပြီနော်ဟိုရှာဝါအိုအာဘီမတ်အိုဖိုရိုဆိုရင်တော့ဟာအီဒီမတ်အိုဖိုရိုနီဟာအီဒီမတ်ဒီလိုမျိုးသုံးတာရှာဝါဆိုရင်အာဘီမတ်နဲ့တွေ့တာနီပဲမိုင်းနီချီနေတိုင်းကွက်လက်နီဟွန်ကောနောဘန်ကျော်အိုရှိမတ်ကဂျပန်ဘာသာလေ့လာသလားတဲ့ဒီမှာကဒိုနိုခုတိုင်းဆိုဘလောက်လောက်အခုစွတ်ကဘနေခုအီကာဂဆိုဘလိုဒိုချီရာဂဘေဟာဂဆိုပြောချင်တာကမိုင်းနီချီနေတိုင်းဒိုရီခုတိုင်းဘလောက်လောက်ဂျပန်စာကိုလေ့လာတယ်လဲလို့မေးမှာမို့လို့အီချီဘန်ကိုဖြေမယ်ဟာရှိအိုတရားကိုကွက်လက်တဲ့ခိုင်းမိုနိုနီအီကီမက်ဈေးဝယ်ဖို့သွားတယ်တဲ့ဟာရှိကတရားဒီနေရာမှာတရားကိုသုံးတယ်နော်တူကိုသုံးတာမဟုတ်ဘူးအဲ့ဆိုတုတ်တဲ့ကယူတာရိုက်တာဝတာတဲ့တီဖြတ်ကူးတာဝတာဒီမတ်ကနေလာတာဖြတ်ကူးတာအီတဲကသွားတာနော်ဘိုးတဲကတက်တာတောင်တက်တာနော်ဘိုးဒီမတ်ကလာတာတရားဆိုမှတော့ဖြတ်ကူးမှာပေါ့တရားကိုဖြတ်ကူးပြီးတော့ဈေးဝယ်ဖို့သွားတယ်လို့ပြောမှမို့လို့အဖြေနိဗ္ဗာန်ဟုတ်ပြီနော်ဝတာဒီမတ်ဖြတ်ကူးတာနော်ဘိုဒီမတ်တောင်တက်တာဒီမီနစ်နေရနေရမယ်ခိုနိုဒီကွက်လက်ကတဲ့အာမာအီဒက်စနေအာမာအီဆိုတာချိုးတယ်နော်ဒါကကွက်လက်ချိုးတယ်နော်ဆိုတော့ခူရမွန်တို့အတီးကချိုးတယ်အဝက်စားကချိုးတယ်တော့ကချိုးတယ်စာအိတ်ကချိုးတယ်ဘာပဲဖြစ်နိုင်ပါလဲအတီးကချိုးတယ်ဖြစ်မှာပေါ့အီချီဘန်ဟုတ်ပြီနော်ခါစဲတဲ့အေးကြောင့်မို့လို့ကွက်လက်နိအီခီမတ်စတာကွက်လက်ကိုတွားခဲ့တဲ့ဒီမှာသူကပုံလေးတောင်ပါတယ်ဂတ်ခိုကျောင်းကိုတွားခဲ့တဲ့အေးကျောင်းမို့ကျောင်းသွားတဲ့တိုရှော့ကန်စာကြည့်လိုက်တဲ့ပြောအင်းစေးယုံချောရှိစော့စာတင်ငန်းအေးမိတယ်ဆိုမှတော့ဘယ်သွားမှာလဲပြောအင်းစေးယုံကိုသွားမှာပေါ့နံပါတ်3နံပါတ်10ကခိုးအန်တော့ပန်းချံရဲ့ကွက်လက်မှာခိစတန်ကအာရီမတ်လက်ဖေးဆိုင်ရှိပါတယ်တဲ့အီချီဘန်ဆိုဘဆိုတာဘေးနာကာဆိုတာအထက်ရှိတဆိုတာကအောက်ဖက်ဘ
တိုနာရီဆိုတာဘေးနာကက်လျက်ဘေးနာကက်လျက်ရှိရင်တိုနာရီဆိုပါကဘေးဆိုပြီးတော့ပဲသုံးရမယ်အဲ့ဆိုတော့ဒီနေရာမှာဟုတ်ပြီနော်ဒီခိစတန်လက်ဖေးဆိုင်ဆိုတော့ဒီပုံလေးပန်းချံကဒီပုံဖြစ်တဲ့အတွက်ဟိုပြောရမယ်ဆိုရင်ဒီပုံဒီအထဲကတော့မဟုတ်ဘူးနကာကိုဖယ်လိုက်ရှိတဆိုတဲ့အောက်ဖက်လည်းမဖြစ်နိုင်ဘူးဖြစ်နိုင်တာဒီ1နဲ့4တိုနာရီဆိုရင်ဘေးနာကက်လျက်သုံးရမှာဆိုပါကဘေးဆိုတဲ့အဓိပ္ပာယ်ရှိတာဖြစ်တော့တိုနာရီကလုံးဝကက်လျက်အနေသားမှာရှိမှသုံးမှာဒီမှာကပန်းချံဒီမှာကလက်ဖေးဆိုင်ကက်လျက်မှာရှိတာမဟုတ်တဲ့အတွက်တိုနာရီကိုမရွေးဘဲနဲ့အချီပန်ကိုပဲရွေးလိုက်မယ်ဆိုပါဟုတ်ပြီနော်နောက်တစ်ခုဆိုင်ဖူအိုပတ်စံအိတ်ကိုကွက်လက်ခတ်မှုရှိတဲ့မဆန်ကွက်လက်တာဖြစ်ကောင်းဖြစ်နိုင်နေတဲ့ကဲအဲ့ဆိုတော့ဒါရှိတကထုတ်ခဲ့သည်ဝါတာရှိတကလက်ဆင့်ကမ်းပေးတာခတ်တဆိုရင်ဝယ်ခဲ့တာနခုရှိတဆိုတာပျောက်ဆုံးတာခတ်မှုရှိတဲ့မဆန်ဆိုတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒီမှာ तू ပတ်စံအိတ်ရှာတာမတွေ့တာဆိုပတ်စံအိတ်ပျောက်သွားရာဖြစ်ကောင်းဖြစ်နိုင်တယ်ပျောက်တာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်မှာမို့လို့နခုရှိတခတ်မှုရှိတဲ့မဆန်နံပါတ်၄ကိုရွေးမယ်ဟုတ်ပြီနော်သူများကိုလက်ဆင့်ကမ်းပေးရမှာမဟုတ်ဘူးလေဂန်းကန်တဲ့အိမ်ဝင်ဝမှာတဲ့ခုစော့အိုဖက်နက်ကိုကွက်လက်ခူရာဆိုင်ကွက်လက်ပါတဲ့အိမ်ဝင်ဝမှာဖက်နက်ကိုဘာလို့ပါပြောမှာလဲချွတ်ပါလို့ပြောမှာပေါ့ဒီမှာဆိုရင်နာရဘဲတဲ့ခူရာဆိုင်ဆိုရင်စီပါတွတ်တဲ့ခူရာဆိုင်ဆိုယူပါနူဣတဲ့ခူရာဆိုင်ဆိုရင်ချွတ်ပါဟာဣတဲ့ခူရာဆိုင်ဆိုဝင်มาလို့ပြောမယ်မြန်မာလိုဘာသာပြန်ရင်တော့စီပါအိမ်ဝင်ဝမှာဖက်နက်ကိုစီပါဒါလည်းဖြစ်နိုင်တာပဲဒါပေမဲ့သူပြောချင်တာကဒီမှာအိမ်ဝင်ဝမှာဖက်နက်ကိုချွတ်ခိုင်းမယ်ဆိုတဲ့သဘောဖက်နက်ဆိုရင်ချွတ်တာနူဂီမက်ကနေလာပါတယ်နူဂီမက်ကိုတက်ဖောင်ပြောနော်နူဣတဲ့ဖြစ်သွားတယ်ဟုတ်ပြီနော်ဂီဆိုရင်ဣတဲ့မို့လို့နူဣတဲ့ခူရာဆိုင်ချွတ်ပါဆိုတဲ့အဖြစ်နံပါတ်3နောက်တစ်ခုခိုးအန်တဲ့ပန်းချံမှာတဲ့ကွက်လန်တော့ရှာရှင်းအိုကွက်လက်ရဲ့ဓာတ်ပုံကိုတိုရီမတ်တာရိုက်ခဲ့တဲ့တိုရီကငှက်ဟာနာကပန်းတိုမိုဒါချီကတငယ်ချင်းဣခဲဆိုတာရေကန်ဘာပုံကိုရိုက်တာလဲသူတငယ်ချင်းရဲ့ပုံကိုရိုက်ပေးတာမို့လို့တိုမိုဒါချီဆိုတဲ့အဖြစ်နံပါတ်3ကိုရွေးပေးရမယ်ဟီရူကိုဟန်အိုနေ့လေစာကိုအီရှောနီအတူတူတာဘဲမဆန်ကစားကြမလားအဲ့မှာဟိုက်ဟုတ်ကဲ့တဲ့ဒဲမို့ဒါပေမဲ့ကွက်လက်ခါရကွက်လက်ပြီးနော်တာဘေးတိုင်းတဲ့စားခြင်းနဲ့သူကဒီမှာလေဖုံပြောဦးမေဆိုတဲ့သဘောနဲ့ပြောသွားတာဒန်ဝါရှိတဲ့ခါရဆိုဖုံပြောပြီးနောက်စားခြင်းနဲ့ကော်ပီရှိတဲ့ခါရကော်ပီကူပြီးမှစားခြင်းနဲ့စိုးကြီးရှိတဲ့ခါရဆိုရင်တန်ရှင်းလုတ်ပြီးမှစားခြင်းနဲ့ခိုင်းမွန်တို့ရှိတဲ့ခါရဈေးဝယ်ပြီးမှစားခြင်းနဲ့ဆိုသူကဖုံကိုပြထားပြတော့ဖုံပြောပြီးမှစားခြင်းတာမို့လို့အချီပန်ဒန်ဝါရှိတဲ့ခါရကိုသုံးမယ်နောက်တစ်ခုကကြတော့နံပါတ်15ကကွက်လက်ဒစ်နေကွက်လက်နော်တဲ့ဒန်ကီကိုစော့ခဲမရှော့တဲ့ဒန်ကီမီးကိုစော့ခဲမရှော့ဆိုဖွင့်ကြရအောင်လို့ပြောတာကွက်လက်လို့မီးဖွင့်အောင်ပြောမှာခူရာဤဆိုမှောင်နေပြီပေါ့မှောင်နေပြီနော်မီးဖွင့်ကြရအောင်ဒီလိုပြောမလားအာဖို့နိုင်အနေများတယ်နော်မီးဖွင့်ကြရအောင်ရှီစုကဆိုတိတ်ဆိတ်တယ်နော်မီးဖွင့်ကြရအောင်ဂန်ကီဆိုကျမ်းမာတယ်နော်မီးဖွင့်ရအောင်ဆိုဘာလုံးမှမီးဖွင့်ရမှာတော့မှောင်မှမီးဖွင့်မှာပေါ့ခူရာဤဒစ်နေဆိုတဲ့အဖြစ်အချီပန်ကိုရွေးပေးရမယ်ဟုတ်ပြီနော်ဒါလေးကကြတော့ဒါမွန်နိုင်ဆန်းမှာမေးမယ်မွန်နိုင်ဆန်းမှာဆိုလို့ရှိရင်အဓိကဒီဆမ်ဝဲမှာတော့ဒီပုံနဲ့မပါဘူးဒီလိုပုံစံလေးပဲလာတာဒီလိုမေးခွန်းလာမယ်ကွက်လက်ဖောက်ထားတဲ့အဖြေလေးခုပေးတဲ့ဟာကိုမှမှန်ကန်တဲ့အဖြေကိုရွေးခိုင်းတဲ့အပိုင်းလေးဟုတ်ပြီနော်ဒါလေးကမွန်နိုင်ဆန်းမှာမေးတာအဲဆိုလို့ရှိရင်သူကအဲဆိုလို့ရှိရင်ဒါမွန်နိုင်ရုံးကိုနောက်တစ်ဖိုင်ကျမှပဲရှင်းပြမှာဖြစ်ပါတယ်